လေးတောင်းပုံကို selection လုပ်ပြီးတဲ့အခါမှာဘဲဥပုံကို selection လုပ်ပါမယ်အဲ့တော့သူနဲ့ပတ်သက်တဲ့ file ရဲ့ title bar လေးကိုအရင် click နှိပ်ပါအရင်လုပ်ခဲ့တဲ့စာအုပ်မှာ selection ဝင်နေတာကို control နဲ့ D ပေါ့နော်အဲ့ဒါကို select လုပ်ပြောက်ပါအဲ့လိုမှမလုပ်ချင်ဘူးဆိုလဲ section ထဲကနေ D select ကိုနှိပ်လိုက်လို့ရပါတယ်ကဲဒီခါတော့ဘဲဥပုံကသေးနေတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲသူ့ကိုzoom to ပေါ့နော်မှန်ဘလူးလေးနဲ့ကျွန်တော်တို့ကသူ့ကိုပတ်ပြီးဆွဲလိုက်ပါပုံကြီးချဲ့ပေးတဲ့သဘောပေါ့မှန်ဘလူးနဲ့ပတ်ဆွဲလိုက်တဲ့အခါမှာပုံကြီးချဲ့ပြီးတော့ရပါတယ်ဒါကိုကျွန်တော် selection လုပ်မယ်ဘယ်သူ့ကိုသုံးမလဲဆိုရင်ကျွန်တော်တို့ပထမ elliptical marquee 2 ellipse 2ပေါ့နော်ဒါလေးနဲ့ click နှိပ်ပြီးတော့သူ့ကိုဆွဲပါမယ်အဲ့တော့ပထမဆုံးဘယ်ထိပ်မှာပုံတစ်ခုကိုဆွဲလိုက်တယ်ပြီးမှ space bar ဖိပြီးတော့မှဆွဲယူခဲ့တယ်ပြီးမှ space bar ကိုလွှတ်ပြီးတော့မှကိုလိုချင်တဲ့နေရာကိုတစ်ခါပြန်ပြီးတော့လှုပ်ပါတယ်တစ်ခါပြန်ပြီးတော့ space bar လေးဖိပြီးတော့ဘက်ကိုညှိပါတယ်အပေါ်ရသွားပြီဆိုရင်အောက်ကိုဆွဲချတယ်ဒါဆိုညီသွားပါပြီလက်ကိုလွှတ်လိုက်ပါပြီးတော့မှ move tool လေးနဲ့ဖိပြီးတော့မှအလဲကနေပြီးတော့မှကျွန်တော်စာအုပ်ပေါ်ကိုတင်ပါမယ်လိုရင်းတဲ့နေရာစာအုပ်ရသွားပြီဆိုရင်ဒါဟာဘဲဥပုံကို selection လုပ်တဲ့နည်းပါပြီးပါပြီ